ဖုန်းတစ်လုံးလုံးကိုမြန်မာစာပြောင်းမသုံးရှင်ဘူးကိုသုံးရှင်တဲ့ application တစ်ခုခုကိုပဲမြန်မာစာပြောင်းသုံးကျင်တယ်ဆိုတော့မိတ်ဆွေတွေအတွက်ပူစရာမလိုဘူးကျွန်တော်တို့တွားကြည့်ကြမယ် okay အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ setting တွေကိုတစ်ချက်ဝင်ပြပါတော့အပေါ်ဝင်နေဆွဲတင်ပြီးတော့ setting တွေကိုတစ်ချက်ဝင်ပြလိုက်ပါအခုလိုပေါ်လာပြီဆိုရင်ဒီနေရာမှာလည်း setting တွေကိုတစ်ချက်ဝင်ပေးရပါမယ်ပြီးရင်အပေါ်မှာရှိတဲ့ app language ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာကိုရောက်ရင်မြန်မာစာပြောင်းသုံးခြင်းတဲ့ software ကိုလက်နဲ့ထောက်ပေးလိုက်ပါကျွန်တော်က YouTube ကိုပြမှာဖြစ်တဲ့အတွက် YouTube ကိုပဲထောက်ပေးလိုက်ပါမယ်မြန်မာစာကိုတွေ့အောင်အပေါ်ထိဆွဲတင်ပေးလိုက်ပါဒီနေရာမှာမြန်မာစာတွေ့ပြီဆိုရင်မင်းစင်းပြပေးလိုက်ပါโอเคဒါဆိုရင်ကျွန်တော်တို့မြန်မာစာပြောင်းပြီးပြီဖြစ်တဲ့အတွက် YouTube ကိုတစ်ခါတွားကြည့်ကြပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာစာပြောင်းသွားပြီဖြစ်ပါတယ်ပြောင်းမပြောင်းသိရှိရင်ကိုယ့်ရဲ့ channel တွေကိုတစ်ချက်ဝင်ပေးလိုက်ပါ channel ရဲ့ setting ထဲမှာလည်းအကုန်လုံးမြန်မာစာတွေပြောင်းသွားပြီဖြစ်ပါတယ်ငွေချင်းများအားလုံးပဲအဆင်ပြေကြပါစေဗျာဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်လာမယ့်ဗီဒီယိုတွေကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်